I'm Generation C. I'm Shan. Thank you, Shan from Iowa. Thank you. And Shan from New Jersey. Thank you. Today, what I would like to say is, for our Shan state, it's been since 1962, the Burmese army, the mafia group, they invade our country, our state, our village to kill our people since 1962. And you know, this Burmese army mafia must go down. This is our goal, must go down. And I have a message for Shan armed groups, Shan armed groups and Shan political groups in Burma. What are you doing? Please stand with our people. What are you doing? In our Shan state, in northern Shan state, you're killing each other. A Shan army, what are you doing? Your enemy is the Burmese army. You should fight for them, not each other. Thank you. Thank you. ကျွန်တော်မြန်မာလိုပြောချင်ပါတယ်ကျွန်တော်မြန်မာတိုင်းရောလူတွေအင်္ဂလိပ်လိုမတတ်ပါဘူးအဲ့တော့ကျွန်တော်ဘာပြောပါလဲကျွန်တော်ရှမ်းပြည်က1962ခုနှစ်ကတည်းကဒီစစ်အစိုးရကကျွန်တော်အာဏာသိမ်းထားတာကျွန်တော်တိုင်းသားဒေသတွေမှာနှိပ်စက်အိုးအိမ်တွေဖျက်ဆီးပြီးကျွန်တော်ဒီကိုရောက်လာတာအဲ့တော့ကျွန်တော်ကဒီမအားလားအစိုးရဒီစစ်အစိုးရလုံးဝကြောက်ကြစေရမယ်ကျွန်တော်အစုံဒီတိုက်ပွဲတိုက်ရမယ်ဟုတ်လားအဲ့တော့အခု message ကိုပေးချင်တာကျွန်တော်ရှမ်းပြည်နယ်ထဲမှာရှိတဲ့လက်နက်ကိုင်ဖွဲ့စည်းတွေလက်နက်ကိုင်ဖွဲ့စည်းပေါင်းက30ကျော်40ကျော်ရှိပါတယ်ကျွန်တော်ရှမ်းပြည်နယ်မှာနေပြီးတော့ရှမ်းပြည်ရေတောက်ပြီးတော့ကျွန်တော်ရှမ်းပြည်လူထုတွေကိုဘာလို့မကာကွယ်ပေးနိုင်တာလဲကျွန်တော်ရှမ်းလက်နက်ကိုင်ဖွဲ့စည်းကိုကျွန်တော်တဲ့ပြောမယ်ဘာလို့ချင်းတိုက်နေတာရှမ်းမြောက်ပိုင်းမှာရှမ်းတောင်ပိုင်းဖွဲ့ကမြောက်ပိုင်းတက်ပြီးဘာလို့တိုက်နေတာလဲကျွန်တော်ပုံရန်သူကဒီစစ်ဆိုးရအဲ့တော့ကျွန်တော်ဒါဒီဟာအခုကျွန်တော်တွေ့နေတယ်ကျွန်တော်အားလုံး Generation Z အများကြီးရှိပါတယ်ဒီနေ့ကကျွန်တော်တို့စီလုံးတဲ့အင်အားတစ်ခုပေါ့နော်ကျွန်တော်ဒီ American မှာရောက်နေတဲ့ Generation Z တွေစီလုံးနဲ့ coalition တစ်ခုတော့ရှိရင်ကိုကောင်းတယ်လို့ကျွန်တော်လုပ်ချင်ပါတယ်နော်ပြီးတော့ကျွန်တော်ရှမ်းလို့လက်ထပ်ပြောပါမယ်ကျွန်တော်ရှမ်းအကောင်းဆောင်လေးကဗမာလိုမတတ်တဲ့လူလည်းရှိပါတယ်အဲ့တော့နော်မဆုခတက်စစ်ကျွန်တော်တိုင်းအိုင်ဝါမဆုခပြီးတော့တိုင်း New Jersey เมืองไต้หวัน向quân事ไต้หวันquân鲁波quân事ไต้หวัน河南事ไต้หวัน向嚟預緊向嚟อยู่ไผ่quânเมือง唔จะเขตquânเมืองมาในมันปีกี่ห้ามาดิเมืองเฮงกับว่า62เป็นสังแหละตึกมันเขาไปไหลต่อเร็วในquânเมืองต้องเมืองมันลูกต้องมดเฮ็ดสังไรสวมลูกเฮ็ดสังไรสวมยื้อแห่งไรกลุ่มยื้อกันอยู่ที่เมืองไต้ปะถองเนี่ยแค่ดอกเพราะว่าไต้หวัน